share လန်နာတွေကို English စာအုပ်တက်ကြည့်ဖို့ series တွေ speaking series တွေနဲ့ writing series တွေသင်ပေးပြီးတဲ့နောက်မှာ English စာ skill တွေကြွားလာအောင်ဝါဟာရတွေလည်းပြုတ်ဝလာအောင်ဆိုပြီးတော့ဆရာဒီ EVN series တွေကိုသင်လာတာဆိုရင်118လုံးမြောက်ကိုရောက်လာပြီဖြစ်ပါတယ်။ဆရာဗီဒီယိုတစ်ခုမှာ EVN 3လုံးစီသင်ခဲ့တာဖြစ်ပြီးတော့ခါတိုင်းလိုပဲဒီနေ့မှလည်းဒီ3လုံးရဲ့အတိတ်ပဲကိုသေးသေးချာချာလေးရှင်းပြပေးမယ်။သေးသေးချာချာလေးနားထောင်ပြီးတဲ့ခါကျလို့ရှိရင်ဗီဒီယိုလေးခဏရက်ပြီးဒီ quality ကလေး3ခုမှာဒီ3လုံးကိုမှန်တဲ့နေရာမှာသူ့တယ်သူမှန်အောင်ဖြည့်ကြည့်ပြီးတဲ့ခါကျရင်ဆရာအဖြေပြန်တိုက်ပေးတဲ့ဟာနဲ့ပြန်တိုက်ကြည့်ကိုက3မှတ်စလုံးပြရရဆိုရင်တော့ကိုယ့်ရဲ့ reading skill တွေကလည်းမစိုးဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးလုပ်နေနေပဲဝါဟာရတွေရောဘာသာပြန်တဲ့ slide တွေပါတခါရဲကြောကားလာမှာပဲဖြစ်ပါတယ်ဆရာလန်နာတွေကိုခိုင်းလို့ပဲဆရာရှင်းပြလိုက်ရအောင် break one sword break ဆိုတာဘာလဲဆိုရင်ချိုးဖောက်တာချိုးဖြတ်တာ one ဆိုတာဒီအကျဉ်သူ e ဒီမှာ e နဲ့ဆုံးတဲ့အလုံးထည့်ရမှာပေါ့နော်သူမ e ဆိုရင်ဟာသူ e ဆိုရင် his ကျွန်တော် e ဆိုရင် my ပေါ့နော် war ဆိုတာစကားလုံးနော်သူရဲ့စကားလုံးသူမ e စကားလုံးကိုတဲ့ break ဆိုတာချိုးဖြတ်တယ်ဆိုတာဘာလို့လဲဆိုရင်ဂတိဖြတ်တယ်လို့ပြောချင်တာအမှားပေါ့ she breaks her what he break his what ဒီလိုမျိုးသူကသူ့စကားလုံးကိုသူ့ဂတိကိုဖြတ်တယ်နော် you break your what မင်းရဲ့ဂတိကိုမင်းဖြတ်တယ်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်အဲ့တော့ break one's what ဆိုတာသူ့ရဲ့ဂတိပြောထားတဲ့စကားလုံးကိုချိုးဖြတ်တယ်ဆိုတာဒီဂတိကိုဖြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ်မှတ်ထားမယ်နော်ဒါကြောင့်119မှာကျတော့ break the news ဆိုတာဘာလဲဆိုရင်သတင်းနော် news ဆိုတာသတင်း break ဆိုတာဒီနေရာမှာချိုးဖောက်တယ်လို့မဟုတ်ဘဲနဲ့ပြောပြတာဒါပေမဲ့ဘယ်လိုသတင်းမျိုးလဲဆိုရင်အရေးကြီးပြီးတော့ဆိုးွားတဲ့သတင်းမျိုးအကြီးလေးကြီးတယ်ဒါပေမဲ့များသောအားဖြင့်ကောင်းတဲ့သတင်းဖြစ်လိမ့်မဟုတ်ဘူးဖြစ်လိမ့်မရှိဘူးဒီဆိုးတဲ့သတင်းကိုပြောပြတဲ့အခါမှာ break the news လို့အဓိပ္ပာယ်ထွက်တယ်အဲ့တော့ဒီသတင်းတစ်ခုကိုကိုယ့်ရဲ့နားတွေကိုချိုးဖဲ့ချေမှုပြီးထည့်ပေးလိုက်လို့မျိုးတင်စားပြီးရေးတာလည်းဖြစ်နိုင်တာပေါ့နော်ဒါကြောင့်သတင်းတစ်ခုကို break the news ဆိုလို့ရှိရင်သတင်းဆိုးတစ်ခုကိုလာပြီးပြောပြလိုက်တယ်ဆိုတာမျိုး break the news လို့ခေါ်ပါတယ်။နောက်တစ်ခုကကျတော့ brush up brush ဆိုတာကပုတ်တိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ် brush up ဆိုတာအယောင်တင်ပြီးတော့ပုတ်တိုက်တယ်ဆိုတာဘာလို့ပြောချင်တာလဲဆိုရင်တင်ယူထားပြီးသား scale တစ်ခုပေါ့နော်တင်ယူထားပြီးသား scale တစ်ခုကိုပိုကောင်းအောင်ဒါမှမဟုတ်လည်းမမေ့လျော့သွားအောင်ပြန်လေ့ကျင့်တာထပ်တိုးတာလုပ်တာဒါ brush up လုပ်တယ်လို့ခေါ်တယ်နော်ဒီ cycle တွေပါဒီစိတ်ပြီးတဲ့အခါမှာအယောင်ထပ်တက်သွားအောင် polish တိုက်လိုက်တယ်လို့ပဲပေါ့နော်ကိုကအဲ့ scale တစ်ခုကတင်ပြီးသားလေးလာပြီးသားဒါပေမဲ့မေ့လျော့နေမှာစိလို့ထပ်အယောင်တင်တာဒါမှမဟုတ်လည်းဒီပြန် revise လုပ်တာပြန်ပြီးနှွေးတာဒါမျိုး brush up လုပ်တယ်လို့ခေါ်ပါတယ်အဲဒါဆိုရင်ဒီသုံးloạiအတိတ်ပဲတည်တာပြီဆိုတော့ဘာလို့တင်လဲဗီဒီယိုလေးခဏလေးရက်ပြီးတော့ဒီ quality လုံးမှုထဲမှာကိုယ့်ဘာကိုရင်ထည့်တင်ပါတယ်ဒါမှလည်းကိုယ့်ဘာကိုလေ့ကျင့်ပြီးသားဖြစ်သွားပါမှာကဲစမ်းကြည့်လိုက်အောင်ဟုတ်ပြီအဖြေထည့်ပြီးသွားပြီလို့ယူဆလိုက်တော့မယ်နော်ကဲဆရာအဖြေတက်ပေးမယ် I need to blend on my English before the interview ဒီညမှာထည့်ရမှာတော့120ဖြစ်တဲ့ brush up ထည့်ရမှာဖြစ်ပါတယ်ဘာသာပြန်ပြီးမယ် the interview before ဆိုတာမတိုင်မီအဲ့တော့ before the interview မတိုင်မီပါတဲ့ my English ငါ့ English စာနဲ့ပတ်သက်ပြီးတော့တဲ့နော် I need ဆိုတာလိုအပ်တယ်ဘာလို့ဖို့လိုအပ်လဲ to ဆိုတာဖို့ပေါ့နော်ဘာလို့ဖို့လိုအပ်လဲဆိုရင် brush up လုပ်ဖို့လိုအပ်ပါတယ်နည်းနည်းလေးပြန်ရောင်တင်ဖို့လိုအပ်တယ် English စာလေးကိုနည်းနည်းပြန်ချောအောင်လေ့ကျင့်ဖို့လိုအပ်တယ်လို့ပြောချင်တာဖြစ်ပါတယ် to ရဲ့နောက်မှာအများအား verb 0လိုက်တာဖြစ်တဲ့အတွက်ကြောင့် brush ကိုတော့တခြား verb 2တွေ verb 3တွေချင်းစရာမလိုပါဘူးသူ့ original verb 0တိုင်းပဲထည့်လိုက်တာဖြစ်ပါတယ်ဒီ quality မှာတော့လွယ်တယ်လို့ချိန်ရမယ်ဒါပေမဲ့လည်းဒီ part 1ကို part 2မှာပြောင်းပြီးလို့ဆက်လက်နိုင်မှန်ပြီးရော့ရလို့ဆရာမတတ်မှတ်ဘူးပေါ့နော်သူ့စာကြောင်းမှာဘယ်အလုံးထည့်ရမယ်ဆိုတာသိရင်ပဲဆရာတတ်မှတ်ပေးမယ်နော်ဒီလိုလောလောဆယ်ပေါ့ဥပမာ practice လုပ်နေတော့ဆိုတော့ interview မတိုင်မီမှာငါ English နဲ့ပတ်သက်ပြီးတော့ brush up လေးလုပ်ဖို့ငါလိုအပ်နေပါရဲ့ဆိုတော့ဒီလိုထပ်ပါတယ်ကျွန်တော်ခုကြည့်လိုက်အောင် he blend his plan and didn't return the money ဒီနေရာမှာဆိုရင် didn't က verb 2ရဲ့အကူဖြစ်တယ်နော် verb 2ရဲ့အကူဖြစ်တယ် verb 2ရဲ့အကူဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်ပိုင်းမှာလဲဆိုတော့ verb 2ထည့်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကြည့်လိုက်အောင်ဘာထည့်ရမလဲဆိုတော့ 118ပေါ့သူ့ရဲ့ဂတိကိုချိုးဖတ်တယ်ဆိုတာလေးကိုထည့်ရမှာ BROK broke ဆိုတဲ့ဆရာ verb 2သုံးလိုက်တယ်ဒီနေရာမှာ broke မသုံးပြီးတော့ဆရာမမအောင်ဒီအကြောင်းထည့်ရင်ပဲတမန်ရည်လို့မှတ်ထားဟုတ်ပြီနော်ဒါပေမဲ့ဒီနေရာမှာ verb 2မဟုတ်လို့နောက်ပိုင်းမှာ verb 2မဟုတ်လို့ရှေ့ပိုင်းမှာ verb 2သုံးရမယ်ဆိုတဲ့သဘောတရားလေးကိုမှတ်ထားရမယ်နော် he broke once ရမှာ hit ဆက်လိုက်တယ်ဒီနောက် column မှာတော့ what ထည့်ရမှာဖြစ်တယ်နော် he broke his what he သူဒီ his what သူ့ရဲ့ဂတိကိုသူ့ရဲ့စကားလုံးကို broke ချိုးဖျက်ခဲ့ပါတယ် and ပြီးတော့နော် didn't return ဆိုတာပြန်ပေးတာ didn't return ဆိုတော့ပြန်မပေးခဲ့ပါဘူး the money ဆိုတာဗာလေပတ်စံကိုတော့သူပြန်မပေးခဲ့ပါဘူးတဲ့ဒါတော့အခုပဲကြံတော့တာပေါ့နော်ဒီတစ်ခုမှန်တော့ဒါမှန်ဝိုင်းပေါ့ the daughter gently blends to the family the daughter ဆရာဝန်ရဆိုလို့ရှိရင်တဲ့ gently ဆိုတာကနူးညံ့စွာကွက်လက်ခဲ့ပါတယ်တဲ့ဘယ်ကိုလဲ to the family ဆိုတာမိသားစုကိုဘာလုပ်ခဲ့လဲဆိုရင်ဒီသတင်းကိုပြောပြခဲ့တယ်ဒီအဖြစ်ပြက်ဒီပုံမှန်ဖြစ်နေကြကိစ္စဆိုရင် part 1ထည့်ရမှာဒါပေမဲ့ဒါဒီပြီးသွားပြီလို့ယူဆလို့ရတယ်ဒီကိစ္စပြီးသွားလို့ဆရာကပြန်ပြောပြရလို့ယူဆရတာဖြစ်တဲ့ကြောင့်ဒီကောင်းလေဆိုတာ verb 2လေးပြောင်းပြီးသုံးမယ်ပေါ့နော် break up verb 2ကတော့ broke ဒါလေးတော့မှတ်ထားမယ် broke the news သတင်းစိုးကိုပြောပြခဲ့တယ်
ဒါပေမဲ့ဘယ်လိုလေးပြောပြခဲ့လဲနူးညံ့စွာပြောပြခဲ့ပါတယ်ပေါ့ဆရာဝန်ကဒီမိသားစုကိုတခုခုကျမ်းမာရေးဆိုင်ရာပြဿနာတစ်ခုရှိလို့ဖြစ်နိုင်ပါတယ်မိသားစုကိုသူဘယ်လိုလေးပြောလိုက်လဲနူးညံ့စွာနဲ့သတင်းဆိုးလေးကိုပြောပြခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးထပ်ပါတယ်ဆိုတော့ EDN တွေဟာတသက်ကိုလေ့လာရတာဖြစ်ပါတယ် EDN တွေကိုတသက်မလေ့လာထားလို့ဆိုရှင် grammar နည်းနဲ့ပဲဖြစ်ဖြစ် vocabulary နဲ့ဖြစ်ဘာသာပြန်လို့မရနိုင်ပါဘူးတချို့ဟာတွေကတင်းစားပြရေးထားမှာ brush up ဆိုတဲ့ဟာမျိုးတွေနော်ဒီမှာဆိုလို့ရှိရင်လည်း break one word ဆိုတဲ့စကားလုံးမျိုးတွေအားဆိုရင်ဒါရဲ့ဘာသာသွားပြန်လို့မရဘဲနဲ့လေ့လာထားမှသာဘာလို့ဆိုလို့လဲဆိုတာသိမှဖြစ်တဲ့ကြောင်ဆရာလန်လာယူနေတိုင်း EDN အပိုင်းကိုလည်းစူးစီးလေ့လာခြင်းအားဖြင့်ကိုယ့်ရဲ့ဒီအင်္ဂလိပ်စာကြွယ်ဝမှုနဲ့ဒီဝေါ်ဟာလာကြွယ်ဝမှုကိုတိစောက်လို့ရပါတယ်ဆရာတော်နေတိုင်းစူးစမ်းပြီးသင်ပေးနေမှာဖြစ်ပါတယ်ဒီတိုင်းပဲစူးစမ်းလေ့လာကြပါ fight တယ်မှာ